ဇေယျဆိုတဲ့ကိစ္စမျိုးကဖြောက်ဖို့တော်တော်ခက်တယ်ငါတစ်ကလုံးကျောင်းဆရာလုပ်တယ်ကဆော့ကျောင်းဆရာစင်ကြီးကဆွဲတယ်ကျောင်းဆရာဆိုတာကဆရာစဖြစ်စပါလန့်ကိုကပြီးအောင်မိသားဆရာပြည့်တဲ့အောင်မိသားဒါပေမဲ့အတန်းနဲ့ရောက်သွားလို့ရှိရင်မင်းရတာ9တန်းဒါဘယ်ကောင်းများကကြည့်ရောက်မေးလိုက်မလဲလို့လန့်အဲ့ဒီကနေလုတ်တဲ့တော်ကြားလာလို့ကျောင်းတွေပါဖြစ်လာတဲ့ခါကျမြင်သမျှလူတွေတက်တယ်လို့ထင်တယ်တွေ့တယ်လို့ဆရာလုတ်ချင်တော့တာအဲ့တော့မြင်သမျှကိုလောက်တက်တယ်လို့ကိုမထင်တော့ကျတော့ယောဂါတော်ကြီးလာတယ်အဲ့တော့မင်းတို့လည်းဘယ်နဲ့ကနေပြောရအောင်leadership လို့ဆိုတဲ့အခါကျတော့အဲ့ဒါမပြောမိပါငါလည်းပူပူလေးလေးမနေ့ကရောက်လာတဲ့စာတဆောင်ကြောင်းငါပြောမှာမိန်းကလေးတယောက်ရေးလိုက်တာပါဒါပေမဲ့ငါဆောင်းမကြီးတော့ယောက်ျားလေးတယောက်ဖြစ်နေရေးလိုက်တာပေါ့ရေးပြီးခဲ့ပြီဈေးကွက်ကဒီနေ့လာပြီးမပြီးတော့သူဟာတဲ့တိတ်စိတ်တက်တိမ်နေနေပါလေစိတ်တက်တိတ်အားငယ်တယ်အပေါင်းအသင်းမိတ်ဆွေနဲ့စကားပြောလို့ပဋိပက္ခဖြစ်ရင်တော့မျက်ရည်ကအရင်ကျလာလေးရှိတယ်သမီးဘဝမှာအဲ့လိုမဖြစ်ချင်ဘူးအဲ့လိုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲစိတ်ဝင်စားရမကောင်းတော့ဒါတကယ်ဖြစ်ဖြစ်ကလေးနော်သူ့မှာတော်တော်ကိုဒုက္ခရောက်တယ်ငါအဲ့ဒီမှာစဉ်းစားပြီးမှငါဒီနေ့ဆောင်းမရေးခဲ့တယ်ဟိုထဲမှာတော့ရုပ်ပြောင်းရုပ်ပဲလုပ်ရတာပေါ့မိန်းကလေးနာမည်ထည့်လို့ဖြစ်နေဒါမဲ့ကောလိတစ်ခုကနော်ပထမနေ့ရောက်သူကတဲ့တောเจ้าမှာဆိုတော့ကတဲ့အသက်ကြီးပြီးသားเจ้าကိုရောက်တာပါတဲ့ရွာเจ้าမှာဆိုအဲ့ရောက်ပြီးတော့မှတဲ့သူ့မှာဆယ်ရမ်းမှာတစ်နှစ်ကြာလိုက်ပြီးတဲ့ခါကျအတန်းတူရင်မှာသူက2နှစ်လောက်ကြီးနေတယ်အဲ့ဒါလည်းသိငယ်စိတ်ကလေးပါတယ်ပေါ့နော်အကုန်လုံးကသိငယ်တယ်ပေါ့သူဘယ်သူနဲ့မှအတိုက်ခံမပြောမှဘူးဖြစ်နေအဲ့ဒီဥစ္စာကိုသမီးဘယ်လိုကုစားရမလဲသမီးကိုအကြံဉာဏ်ပေးစမ်းပါတဲ့ဒါသူ့စားပေါ့နော်မိန်းကလေးပေါ့ဒါမှငါဆောင်းမရေးတော့ကိုယောက်ျားလေးတယောက်ဖြစ်နေရတာပေါ့ကောင်းလေးတယောက်ရေးတယ်ပေါ့အဲ့ဒီမှာငါပြန်စဉ်းစားတာပါတွေ့တယ်ဆိုဘာကြောင့်လူတွေဟာသိငယ်သွားပါလဲဘာကြောင့်စိတ်ဓာတ်အားငယ်သွားလဲငါဖတ်ထားတဲ့စာရင်ငါအတွေ့အကြုံရင်ငါပတ်ဝန်းကျင်အတွေ့အကြုံလေ့လာပြီးပြန်တွေ့တဲ့ခါကျတော့ကလေးခန့်ငယ်ငယ်ရဲ့ဘဝမှာကိုယ့်ရဲ့အားထားရမြင့်မို့တောင်းဦးလို့ဖြစ်နေတဲ့မိဘတော့မအုတ်ထင်းလူကြီးမိဘတွေကတခြားသောမိသားစုထံမှာအောက်ကျနောက်ကျဖြစ်နေခြင်းကလေးကအလိုလိုသိနေသွားတယ်။ဘာဆောင်တော့ဖို့မှာတောင်ကြီးလို့ဖြစ်တဲ့ဥစ္စာသေးသေးလေးဖြစ်နေခါကျသူကပိုးပြီးသေးသွားတာပါ။အဲ့မှာသိငယ်စီဝင်သွားတယ်နော်။နောက်တစ်မျိုးတွေ့တာငါသုံးတော့လို့တွေ့တယ်။နောက်တစ်မျိုးကြတဲ့ခါကျတော့တယောက်ကမိသားစုဒါပေမဲ့ငါပြောတဲ့ဥစ္စာကတကယ်ဖြစ်တယ်ဒီကအဲ့ဒီမှာတွေ့ရတဲ့ဥစ္စာသူတို့ကမိသားစုကဒီကိုမောင်နှမတို့ပေါ့နော်ဟိုဘက်မိသားစုနဲ့ဒီဘက်မိသားစုကသိမတည့်ဘူးအခေါ်ပြောပြတ်ထားတော့ပေါ့ဒါပေမဲ့တယောက်တော့ထောက်ပါမရှိဘူးဒါမှဟိုဘက်မိသားစုက prosperity သူတို့ business ပြည့်စုံတယ်ဒီဘက်မိသားစုကမပြည့်စုံဘူးအဲ့ခလေးကမိဘငယ်ငယ်နဲ့ပြီးသွားတော့သူကအဖွားနဲ့အတော်အမျိုးကြီးကြောက်ကလည်းသူ့ကိုစောင့်ရှောက်ပြတယ်နားလည်တယ်နော်ဦးပြောတာဒါမဲ့ခလေးချင်းကြတော့အတူတူကစားတာပေါ့အတူတူကြောင်းသွားတာပေါ့ဒါမှဟိုဘက်ကလေးလောက်ကိုမပြည့်စုံဘူးဟိုဘက်ကလေးလောက်ပျော်စရာမကောင်းဘူးဟိုဘက်ကလေးလောက်စိတ်အားမတက်ကြွသူကအများတိုင်းချို့တယ်ပြီးအိမ်ကဘာပြောလဲဘယ်ဟာဆိုရင်သူအဲ့ဒါဆိုရင်သူဟဲ့နင်ဘယ်လိုလုပ်ရတာဟဲ့နင်မှမိဘရှိတာမဟုတ်ဘူးဒါမျိုးတွေကိုပြောလာခဲ့ပြီးအဲ့ဒီကကြီးပြင်းလာတဲ့ခါကျအလိုလိုတိမ်ငယ်လေးဝင်သွားတာအဲ့ဒီကလေးကျတော့တက်ကတူရောက်လာတဲ့အချိန်ကြီးအောင်ပါလာတယ်နောက်ပိုင်းရောက်တဲ့ခါကျညံရီတုံးလို့ဖြစ်သွားပြီမလိုက်နိုင်တော့ဒီတိုင်းထွက်သွားဘာမှမဖြစ်မလာတော့အဲ့ဒါမျိုးတွေ့ကြပြီငါတော်များတွေ့ပြီလေတွေ့ဘူးတော့ငါ့ပုံမှာလည်းပြန်ပြီးစဉ်းစားတယ်စာရီလည်းတော်များဖတ်တဲ့အခါကျတော့ဆရာကြီးရှူတော်ရဲ့ဘဝတသက်တာမှတ်တမ်းမှာဘာတွေ့လဲဆိုသူငယ်ငယ်တော့အဲ့လိုပိန်ငယ်စိတ်ဝင်မှုတယ်နောက်အခါကျမှတကယ်စာကောင်းပေမွန်ကြီးတွေခန့်ထည်တဲ့လူ့ဘာဝအကြောင်းကိုရေးတဲ့စာကောင်းပေမွန်ကြီးတွေဖတ်တဲ့အခါကျတော့သူဟာအားတက်လာပြီးတော့သူ့ကိုယ်သူယုံကြည်တဲ့စိတ်ဝင်လာတယ်ဆိုရေးခဲ့ပြီအဲ့ဒီမှာငါ့ကိုငါလည်းပြန်ပြီးစစ်စစ်တဲ့ခါကျလောကကြီးမှာတော့မင်းတို့ကိုယ့်ကိုယ်ပြန်ကြည့်တဲ့အလေးထီအောင်လို့အသိအရေးကြီးတယ်လူတွေဟာမျက်လုံးတစ်လုံးကအပြင်လှည့်ပေါက်လာအပြင်ကိုသာမြင်တတ်တာအတွင်းကိုမြင်ဖို့တော့ခက်တို့ဟို
ကိုကျင်ခဲနဲ့မမြတ်ရင်တို့ရဲ့ပြက်လုံးလိုပဲပြက်လုံးတော့ပြက်လုံးပဲဟာကြရည်စရာတိုင်းမှာတခါလေးပေါ်လာတဲ့မောစရာတွေပေါ့နော်ရည်စရာမောစရာတွေမမြတ်ရင်တဲ့မမြတ်ရင်ကတော့အာကြီးလှလာတယ်အဲ့မှာကျွန်တော်မက်တိကြပါကျွန်တော်မက်တိကြလာမသိလိုက်တယ်အနာလူကြောင့်အာထောင်ကခင်ဗျာမက်တိကြလိမ့်ပြီဆိုတော့မှအရေးကြီးကောက်ကလိုက်တယ်အနက်ကအထက်ကအဖြူကအပြင်ဘက်ကရောက်နေလို့ဗိုက်ထက်ကချီးပြီးမြင်လို့အားလိုက်ရတာမမြတ်ရင်တခါတည်းမှာအနက်ကအထက်ကအဖြူကအပြင်ဘက်ကရောက်နေဗိုက်ထက်ကချီးမြင်ရတာနားလေလားကြီးစရာပဲမောစရာပါမလားအဲ့ဒီလိုပဲကိုတခါပြန်တွေ့ရတဲ့ခါကျငါလဲဆရာကြီးရှူတော့ငါမှအဲ့လိုဖြစ်ဖို့သလားဆိုပြန်တွေ့တဲ့ခါကျတော့ငါဘွားလဲအဲ့လိုဖြစ်မဲ့ပြီဘုသူ့ဘွားများစိတ်လုံးရောကောင်းမှုလို့ပဲအားငယ်ရတာတွေရှိကြတာသိငယ်ရတာတွေရှိကြတာစိတ်ကြကြတာတွေရှိကြရတာပဲအဲ့လိုရှိကြတဲ့ဥစ္စာမှာငါဘွားမှာပြန်ပြီးတော့ငါကောင်ကပြန်ပြီးတော့ကံကောင်းတဲ့အချက်ကိုပြန်တွေ့ရဟာစာဘတ်တော်ဝါဒနာပါတယ်စာဖတ်ဝါဒနာပါတော့အဲ့ဒီစာတွေဖတ်တော့မှစာတွေကအတွေ့အကြုံနဲ့ကိုတိလာရင်တိလာရင်နဲ့ပြန်ပြင်နိုင်လာတယ်အဲ့တော့မှဘာပြန်သတိထားမိလဲလို့ဆိုတော့အခုနည်းနည်းငါ့ကိုစကားပြောကောင်းတယ်ဘာညာကိုပြောကြတယ်ပေါ့နော်ခက်ငယ်ငယ်ရလဲငါကောင်းခဲ့ဝင်ရတယ်ကောင်းခဲ့ဝင်မကောင်းဘူးခက်ငယ်တော့အားချောင်နေတာအဲ့ဒီမှာစာလေးပါလေးဖတ်တဲ့အခါကျတော့ခဏအဲ့လူကြီးတွေပေါ့ငါတဲ့အသက်မတိမ်မီပေါ့၄-၅နှစ်လောက်ကြီးတဲ့လူကြီးတွေနဲ့ငါနဲ့မကြာခဏအကောက်ခါနမူနာတစ်ခုပြောမှာပါအဲ့ငါဦးလေးရဲ့တငယ်ကြီးဆိုတော့သူတို့နှစ်ယောက်စကားပြောတာငါဦးလေးရဲ့အရွယ်လေငါအဲ့တော့လူမျိုးမပေါက်တော့ပေါက်ကလေးရှိသေးတယ်အဲ့မှာပြောတဲ့ခါသူတို့ပြောတဲ့ဆိုတာနားထောင်ရေးလိုက်ပြလိုက်ပါအဲ့ဒါဘောရောတော့ဥပလိုက်ပြောလို့ဘောစာမျိုးပြောလိုက်တာဟောဒီကောင်လေးကလူကြီးတော့ခွေးပြတဲ့ဒုလောက်ရှိတယ်စကကြီးဆိုရင်သူတို့စောက်စကားများတဲ့ကောင်လေးတွေဆိုဘာပြန်ပြောမှာလဲဦးလေးရွယ်ရွယ်ငါလူမျိုးမပေါက်တော့ပေါက်စားတယ်ကုတ်ဆင်းသွားတာမပြောဘူးသူဟုတ်လားငါရွယ်နဲ့အိတ်ပေါက်စားတော့အရွယ်နဲ့ငါစားဖတ်တော့ရောတော့ဥပ္ပလိုက်ပါညာကြီးရလျှောက်သွားတဲ့ခါကျမောက်တာနဲတောင်နဲ့ခဏောင်းနဲ့တောင်ထပေါက်ဖို့ကောင်းတယ်ဟုတ်လေလူကြီးတွေရတယ်ကွာလောက်တယ်လေဒါမှနောက်ကြ၄-၅နှစ်လောက်ရှိတဲ့ခါကျတော့သူတို့ငါ့ကိုအသိမှတ်ပြုလာတယ်ပြုတဲ့အပြင်သူတို့ရဲ့အိမ်တွင်းရေးတွေတော့မှဖွင့်ပြီးတိုင်းမလာတယ်ဒီကွာမင်းကပညာဝိသုဒ္ဓရှိတယ်ကွာဆိုအဲ့ဒီဥစ္စာကိုပြန်တွေ့တဲ့အခါမှာလောကကြီးမှာနော်ပညာသားနဲ့ခေါင်းဆောင်ဆောင်တာသဘောပေါက်မင်းခေါင်းဆောင်လုပ်ချင်ပညာမရှိဘဲနဲ့သွားမလို့ပါနဲ့ဟောကဘာဦးရှိခေတ်တုန်းကဗလာကောင်းလို့ရှိရင်ခေါင်းဆောင်ဖြစ်တယ်နော်ကိုယ်စားကဘာဦးရှိခေတ်မဟုတ်တော့ high tech ခေတ်ရောက်သွားပညာမရှိရင်ခေါင်းဆောင်မလုပ်ပါနဲ့အသိဉာဏ်ဘုဒ္ဓသူများတဲ့ခေါင်းကလုံးမကြော်နိုင်လို့ရှိရင်ခေါင်းဆောင်မလုပ်ပါနဲ့အဲ့ training for leadership ဆိုအဲ့ဒါခေါင်းဆောင်သင်တန်းဆိုတဲ့ဥစ္စာအသိပညာရေးရောက်လုပ်တာနာဂဂုံ6ပါးရှိတယ်ထားကြွနိုးကြသနာသိခံဝေဘာထောက်ရှုကျောင်း6ခုဝေဘာထောက်ရှုဆိုတာအဲ့ပညာပဲမင်းသူများတဲ့အသိဉာဏ်ခေါင်းကလုံးမကြော်ရင်လို့ရှိရင်ခေါင်းဆောင်မလုပ်ပါနဲ့မင်းတဲ့အသိဉာဏ်ခေါင်းကလုံးကြော်လို့ရှိရင်ခေါင်းဆောင်အဖြစ်နဲ့အသိမှမပြုဘဲမနေပါနဲ့လူတွေကကိုကြီးခေါင်းဆောင်လုပ်ချင်တယ်နောက်လိုက်မလုပ်ချင်ကြဘူးကိုကြီးခေါင်းဆောင်လည်းဖြစ်တယ်နောက်လိုက်လည်းဖြစ်တယ်ဆိုတော့ကိုအသိမှပြုပါခရယာဥစ္စာသိကောင်းတဲ့စကားတစ်ခုရဲ့ပဏိတနစ္စအပေဝနစပါလာပဏိတနစ္စပညာရှိကိုစိတ်ကရလူမိုက်ကိုရှောင်ရမယ်ပညာကိုရှိကိုမဲမစိတ်ကလို့ရှိရင်ပညာရှိရလဲမင်းကိုအပေဝနစပါလာနန်းဆိုခွာသွားမှာတို့ဗမာပြည်ဒီတိုင်းဖြစ်ပညာရှိကိုမသုံးဘူးမသုံးတော့ပညာရှိတဲ့နိုင်ငံခြားထွက်သွားတာအပေဝနစပါလာနန်းလူမိုက်တွေနဲ့နေလို့မဖြစ်တော့မထဒါမဲ့ဘေးလည်းလျှောက်ပြောနေတယ်တော့ကြငါသမင်းသားဖိတ်နေတယ်ကျွန်တော်မစားသေးဘူးခင်ဗျာလို့ပြောလို့ရတာမဟုတ်ဘူးဟုတ်တယ်ဒါဒီတိုင်းဖြစ်တာလေဘယ်တိုင်းပြည်မဆိုဒီတိုင်းဖြစ်ဗမာပြည်ကျွန်ဖြစ်ခဲ့တဲ့ဥစ္စာပညာရှိမစိတ်ကလို့ဖြစ်ခဲ့တာပြောလို့ရှင်တော့ဟုတ်တယ်ထိုစဉ်ခါမဟာဗန္ဓရတိနဲ့အမျိုးကြီးသဘုတ်ကိုပေါင်းတယ်သူ့ကြမခံမျိုးမှမချောက်ဝိလက်နဲ့အမျိုးမင်းအသက်ဆုကျိုးပန်းသွားတယ်နောက်ဆုံးတိုက်လက်နဲ့ချင်းမမျှတော့ကြောင်းအရင်နေငယ်ရလေငါတမိုင်းမှာလှပြီးရင်တော့ဟုတ်တာပေါ့အမကတကယ်အတဲ့ရည်ရှင်ပညာမရှိတော့ကြောင့်ကွဲခဲ့လေဒါပဲပညာမရှိလို့ကျွန်ဖြစ်သွား
သူများတိုင်းပြည်ဘာဖြစ်နေပါမှမသိမှမသိပဲဟိုအချင်းကျယ်လွဲတယ်ဆိုအဲ့ဒါမျိုးကျဲအားမှာမျက်စိကကြည့်ပြီးကိုရင်းညက်ကျဲနေတာအဲ့တော့မင်းတို့ leadership ဆိုတာအဲ့ဒါပဲမင်းအသိဉာဏ်ဘယ်လောက်ရှိလဲငါငယ်တော့ဖြစ်ကြတာပြောငါငယ်တော့တငယ်ချင်းတွေဓာတ်တုတငယ်ချင်းတွေရှိခဲ့တယ်ဒါပြန်ပြောရရင်ကြွားလို့ဖြစ်မှာပေါ့နော်ဒါပေမဲ့ကြွားစရာရှိလေကြွားမှာတတ်နိုင်ဟုတ်လားနှာခေါင်းပိတ်နားထောင်ရအောင်တငယ်ချင်းတွေသူရှိတယ်ငါတကယ်စာဖတ်လာပထမငယ်တော့ရံဖြစ်တယ်ဆိုသူငါကြောက်ငါသူကြောက်သူကဆော်လိုက်ငါဆော်လိုက်အဲ့လိုနေခဲ့တာဒါမဲ့အဲ့တငယ်ချင်းတွေကြားထဲမှာငါပကံကမသိပဲနဲ့စာရောဝါဒနာသိပါတော့ဖိုင်ကနေဘုဒ္ဓတွေလည်းခါရနောက်ဆုံးလူမျိုးရင်မကြီးဖြစ်လာတဲ့ခါကျ14 5 6 19ရှိတဲ့ခါကျတော့နော်တရားလက်တင်းချင်းထိုးတဲ့ရွယ်မဟုတ်တော့အဲ့ကြတဲ့ခါကျရစီမင်းဒီများကောင်းမကြောက်ဘူးဆိုနောက်ပြထားအေးပါကွာမင်းပြောလဲခါမှာဟောလေယုံကြီးလားနှလုံးကြီးလားဒါပဲလက်တင်းချင်းထိုးတဲ့ရွယ်မှာမဟုတ်တော့ဘူးမင်းတို့ကလက်သေးချင်းထုတ်ဖို့မဟုတ်ဘူးအလေးမပြိုင်တာမဟုတ်ဘူးပညာပဲမင်းစာဘလောက်ဖတ်တယ်ဒါပဲရှိတာခေါင်းဆောင်ဖြစ်ချင်မင်းစာဖတ်ပါပညာသာပါမသိဘူးလားဆိုသိတယ်သိသလားလို့ပဲတော့မသိတော့တကယ်ပြောတာနော်ဒါမျိုးတွေအများကြီးနော်လောကကြီးမှာ if you don't ask me I know if you ask me I don't know မင်းမမေးရသိတယ်မေးရမသိတော့ဘူးဒါမျိုးတွေနားအဲ့ဒါမျိုးကိုစဉ်းစားကြည့်လိုက်စဉ်းစားလိုက်တဲ့အခါကျတော့ပြောအောင်မလားရှစ်လေးရှစ်ပဲမရှစ်လည်းမရှစ်တော့အောင်ဆိုမင်းတို့တင်ကစုသမီးကြောက်စား10 တန်းမှတင်ခဲ့ပြီလားတင်ကစုသမီးကြောက်စားအဲ့ဒီတင်ကစုသမီးကြောက်စားကိုမင်းတို့က10 တန်းမှဗမာစကလုံးနဲ့ရေးထားတာမျိုးခေတ်စကလုံးနဲ့ရေးထားတာဖတ်တာတို့ကကြောက်စားကြီးကိုတင်ခဲ့ရတယ်ကိုယ်တိုင်ကလည်းတင်ယူခဲ့တယ်သူများလည်းတင်ပေးခဲ့ရတယ်နှစ်ပေါင်းများစွာတက်ကလို့မှာငါတင်ပေးခဲ့တယ်တက်ကလို့ဆရာဖြစ်နေအဲ့ဒီမှာ10 တန်းကလေးပြန်တင်တော့မှ3 4နှစ်လောက်ဆိုမှအဲ့စာကြောင်းကိုသွားကြည့်။ဘာလဲဆိုတင်သူသမီးရဲ့ဆူတောင်းအဲ့ဆူတောင်းထဲမှာဘာပါလဲဆိုငါလဲရမဲ့ကြီးသောမယောင်ရတတ်သောအမြဲကြီးသောသူတို့ကညှင်းစေတတ်သောပညာမရှိသောမိုက်သောမဖြစ်မှု၍ပညာရှိသောအကြောင်းကိုသိသောပညာမရှိသောမိုက်သောပညာမရှိတဲ့မိုက်တာကြီးမျှတယ်ပညာရှိခြင်းညီမျှခြင်းကအကြောင်းကိုသိသောဆိုအဲ့ဒီမှာတွေ့တော့အကြောင်းကိုသိသောလို့ပြောတယ်အဲ့ဒီမှာဘုသူ့သွားခေါင်းနဲ့ပေါ်လာဆိုညူတန်ခေါင်းနဲ့ပေါ်လာညူတန်ရဲ့လက်ထက်မတဲမီတဲ့ပန်းသီးတွေကျွေးကြလိုက်တာနည်းလားဘယ်သူမှမစင်စားမိဘူးဘာဖြစ်လို့မြေကြီးပေါ်ကြလဲဘာကြောင့်လွင့်ထွက်မသားလဲဘယ်သူမှမစင်စားဘူးတော့ကြတော့မှဘာဖြစ်လို့မြေကြီးပေါ်ကြလဲဘာဖြစ်လို့မြေကြီးပေါ်ကြလဲဘာဖြစ်လို့မြေကြီးပေါ်ကြလဲဘာကြောင့်မလွတ်တာအဲ့ဒီမှာမှမြေကြီးရဲ့ဆွဲငင်ခြင်းတက် gravitation စလာဒါဖြင့်ပညာဆိုတာအကြောင်းကိုသိတာပါလားအဲ့လိုစဉ်းစားတော့မှဒါဖြင့်ငါတို့မြတ်စွာဘုရားကိုလို့ပြောတော့ဘုရားကလည်းသိတယ်ဘာဖြစ်လို့သိလို့ငါတို့ဘဝထံဖြစ်တယ်ဘာဖြစ်လို့ဖြစ်တယ်ဘာဖြစ်လို့ဖြစ်ရင်ကနောက်ဆုံးပိကြတော့မှ तू အကြောင်းကိုစဉ်းစားလိုက်တဲ့ခါကျအနေကဇာတိတန်တာနဲ့ဘုရားဖြစ်ပြီးဥဒန်းကျတဲ့ဆိုမှငါရဲ့ဘဝအဆက်ဆက်ခန္ဓာကိုယ်အဆက်ဆက်ကိုတိဆောက်ခဲ့တော့တဏှာယောက်ျားလက်သမားမင်းကငါတို့ကြီးငါရဲ့ခန္ဓာကိုယ်အသစ်ဆောက်ခွင့်မရှိတော့ဟာ तू လည်းအကြောင်းကိုရှာတာပါလားဟာပညာဆိုတာအကြောင်းကိုသိတာပါလားအကျိုးရဲ့အကြောင်းမမြည်ဘူးလားလက်ခုတ်ဘာဖြစ်လို့မြည်တာလဲလက်ခုတ်တီးခြင်းသည်အကြောင်းမြည်ခြင်းသည်အကျိုးအမေနေရာတကာတိုင်းမှာဒီလိုလက်ခုတ်တီးတယ်လို့ကြီးအကျိုးနဲ့အကြောင်းနဲ့ဆက်နေတယ်ထင်သလားဆက်နေတယ်ဆိုတာသိလို့ရှိရင်တန်လန်ကြီးဖြစ်တယ်သိလို့ရှိရင် SARS ကဘာကြောင့်ဖြစ်လဲဆိုတာတန်းသိမှာပေါ့ဟုတ်တယ်မလား SARS ရောဂါကင်ဆာဘာကြောင့်ဖြစ်လဲဆိုတာတန်းသိမှာပေါ့တန်းသိရင်အကြောင်းကိုတတ်လိုက်အကျိုးမရှိတော့အကျိုးပေါ်မလာတော့ဘူးဟုတ်တယ်မဟုတ်အဲ့တော့ဟာပညာဆိုတာအကြောင်းကိုသိခြင်းမလားအကြောင်းကိုရှာခြင်းဒီပညာပါလားဆိုအဲ့မှာသဘောပေါက်တာငါဟိုရလဲဘုန်းကြီးတစ်ပါးတရားဟောလို့ဖြစ်နေမှာဘုန်းကြီးကတရားဟောတော့တရားမပြီးနိုင်ဘူးနေ့တော့မိမတရားပါဒီဝင်ထဲမှာအိပ်ပျော်နေကလေးကိုပေါင်းစိတ်ဆိုတဲ့ကလေးအဲဆိုမိုးတာပေါ့ပေချင်းစိုးတိတ်နေဖေရကုနဲ့တရားမချသေးဘူးလို့ပြောတယ်ဟုတ်တယ်ဘယ်လဲအဲ့လိုဖြစ်နေဦးမယ် maturity ခေါ်တာပါရင့်ကျက်တဲ့အရွယ်လေးရောက်လို့ဒီစကားတွေပြောတာပါအကြောင်းကိုသိတယ်ပညာဒါဖြင့်ပညာကိုဘယ်လိုလုပ်ရလဲဆိုတော့ကိုယ်တိုင်ကြုံမှရတာအဲ့ဒီကိုယ်တိုင်ကြုံတဲ့အကြောင်းတရားကိုပြန်စဉ်းစားအကျိုးတရားကိုပြန်စဉ်းစားအကြောင်းနဲ့အကျိုးဆက်ကြည့်အဲ့ဒီမှာပညာရတာအောင်မယ်အဲ့ဒီအကြောင်းလို့ရှာတာများမင်းပြောလိုက်ရအောင်လို့
မင်းတို့ငါတို့လူတွေမှရှာတတ်တယ်မထင်နဲ့ဗျာတိရစ္ဆာန်တွေလည်းရှာတတ်တယ်တို့ psychology မှာချက်ကလေးကိုစားချက်ဖြူလေးတွေပေါ့ကွာချက်အမဲတွေလည်းစားလို့ရပါတယ်ဒါပေမဲ့ကောင်မလေးတွေပဲလေးပါတော့သူအဖြူကြတော့ပိုးကြိုက်တယ်အမဲမကြိုက်ဘူးပေါ့ကွာဒါပေါ့ချစ်စရာကောင်းတဲ့ချက်ကလေးရှာတယ်ရှားပြီးတော့မှအဲ့ဒီချက်ကိုဒီစိတ်ပညာလက်တွေ့စမ်းသပ်ခိုင်းအောင်ခိုင်းရတယ်ဒီလိုပါလောင်ကြိုင်လေးတစ်ခုရှိအဲ့လောင်ကြိုင်လေးထဲမှာခလုတ်ကလေးတစ်ခုထားတယ်အပေါ်မှာမြေပဲဆန်ပေါ့သူတို့အနောက်နိုင်ငံမှာတော့ cheese အတုံးလေးတွေပဲလို့တို့ကတော့ cheese တွေပဲလို့မြေပဲဆန်ထားတာအဲ့ဒီကြက်ကမြေပဲအနံ့ကိုရတောင်းသိစားနေဒါပေမဲ့အောက်မှာကျမ်းမြေပေါ်မှာခလုတ်ကလေးတစ်နေရာရှိတယ်အဲ့ဒီဟာလေးကိုတွားနေမိလိုက်မြေပဲဆန်ဆိုတာကြာနားလည်လားကိုပြောတာအဲ့ချလိုက်တော့ကျွတ်ကောက်ဆောင်ဒါမှဘာတော့ကြာမှသူမသိဘူးသူ့ဘာလို့စောက်ပြေဆာလုံးပြေးကနေတော့မတော်ခန့်နေမြင်ကြလာတော့နောက်ကြတဲ့ကျွတ်ကတစ်ခါနှစ်ခါသုံးခါတစ်ခါလေးငါးခါပေါ့တစ်ခါလေးသုံးခါနဲ့သိတယ်လေးခါနဲ့သိငါးခါနဲ့ကျွတ်ချင်းသိမတူလောက်အဲ့ဒီကောင်ကသွားပြီးတွေ့လိုက်လို့ရှိရင်နောက်ကြတော့ဒါကိုနင်းလိုက်ရင်ဒီဘက်ဆန်ကြတယ်ဆိုတော့သိတယ်သိတော့အဲ့မှာပုတ်ပြီးတော့အဲ့မှာစားနေတော့သူအဲ့မှာနှက်တော့တာအဲ့တော့ဒီချက်ဒီအကျိုးအကြောင်းဆက်ဆက်တတ်တယ်ဆိုတော့ဘောမလားနားလည်ပြောရင်လည်းပညာကိုဆိုတာဒီအကြောင်းကိုသိခြင်းအကြောင်းကိုသိရင်အကျိုးကိုသိခြင်းအကြောင်းကိုသိရင်အကျိုးကိုတာရတယ်အကျိုးကိုမဖြစ်စေခြင်းအကြောင်းကိုတားလိုက်တယ်ဥပမာဆိုတော့ငှက်ဖျားဖြစ်တာမပြောသေးစားလို့ဖြစ်တယ်ရေစိမ့်တော့လို့ဖြစ်တယ်ဖက်ဆုရေတော့လို့ဖြစ်တယ်အမျိုးမျိုးပြောခဲ့တာလေနောက်ဆုံးကြမှာအဲ့ anopheles ချင်းကြိုက်လို့သိတယ်ဆိုတာသိတဲ့ခါကျတော့အဲ့ဒီအကြောင်းကိုတားလိုက်တော့ရှင်မကြိုက်အောင်နေလိုက်တယ်နေလိုက်တော့ငှက်ဖျားမရှိတော့အကြောင်းကိုသိလို့ရှိရင်အကျိုးကိုသိတယ်အကျိုးကိုမလိုချင်လို့ရှိရင်အကြောင်းကိုတားလိုက်တယ်နားလည်နော်အကျိုးကိုလိုချင်ရင်အကြောင်းကိုဖြစ်အောင်လုပ်လိုက်တယ်ခုနကျွတ်ကလေးကခုနခလုတ်ကိုဆက်ကနှိပ်သွားလို့ပေါ့နားလည်တယ်နော်ကောင်းပြီအဲ့ဒီအကြောင်းကိုသိတော့ဘယ်လိုသိလဲဆိုတော့ကိုယ်တိုင်ကြုံတဲ့ဥစ္စာအကောင်းဆုံးပဲကိုယ်တိုင်ကြုံပြီးတော့ကိုယ်တိုင်စဉ်းစားတာကိုယ်ရဲ့ဆင်ခြင်တာအကောင်းဆုံးပဲဒါပေမဲ့လို့နေရာတကာမှာကိုယ်တိုင်ကြုံလို့ရတယ်ဆိုရပါတော့ကွာငါမင်းတို့ပြောအောင်ဆိုမိမတယောက်မျက်နှာမြင်တဲ့အခါမှာဘလောက်ပင်မနဲ့ဆိုတော့ငါကိုယ်တိုင်ကြုံရင်လို့ရမှာနားလည်လားငါပြောတဲ့တကနေရာတကာမှာကိုယ်တိုင်ကြုံရင်လို့မရဘူးအဲ့တော့မှတပားသူရဲ့အတွေ့အကြုံကိုစီးပူရတာတပားသူရဲ့သူတော့မင်းတို့ပြန်ပြောလိုက်မယ်ခုနကပြန်ပြောတာပညာသိနေဆိုပညာဆိုပါလေအကြောင်းကိုသိခြင်းနားလည်ပြီနော်ဒါပေမဲ့ပညာသိနေဆိုပါလေဗမာစကားရိုးနဲ့ပြန်လက်ဆင့်ကမ်းတာပေါ့တပားသူရဲ့အတွေ့အကြုံအတွေ့အကြုံလည်းရှိတယ်အတွေ့အမြင်လည်းရှိတယ်အဲ့ဒီဟာကိုလက်ဆင့်ကမ်းတာဟာပညာသိတာပေါ့ဟုတ်လားကောင်းပြီဆက်ကြအောင်ဘာလို့လက်ဆင့်ကမ်းတယ်လဲသိလားပြောလိုက်ရင်တော့ရှင်းနေသိသွားမှာဘာသာစကားရှိလို့ဘာသာစကားရှိလို့ခွေးမှာဘာသာစကားရှိလားသင်္ကေတအမှန်မှန်ရှိတယ်ဟောင်းတယ်ဥတယ်ဟောင်းတာတော့မှသူက3-4မျိုးလောက်ရှိတယ်သခင်ပြန်လာလို့ဝင်းလာအားဟောင်းတာတစ်မျိုးအိမ်သားလူစိမ့်ကက်လာလို့ဟောင်းတဲ့အပန်းကတစ်မျိုးမွေတို့ကင်းတို့လို့ထူးခြားအကောင်တွေ့လို့ဟောင်းတာတစ်မျိုးဟုတ်မယ်သူ့သင်္ကေတလည်းရှိတယ်ခွေးမှာလည်းဒါမှဘာသာစကားအဆင့်ကိုရောက်မှာသင်္ကေတဖြစ်ပဲရှိတယ်လူတစ်မျိုးပဲဘာသာစကားရှိတာအဲ့ဒီမှာဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့ organs of speech လို့ခေါ်တဲ့စကားသံပြည့်အင်္ဂါသူတို့မှာပြည့်စုံအောင်မပါဘူးဥရဟောင်းနာလောက်ပဲရှာတာသူတို့ထန်ကြိုင်းမပါဘူးအဲ့တော့သူကဘာသာစကားဖြစ်မလားတော့ဥချင်းဟောင်းနေတဲ့အချက်ပေးလို့ရတယ်ကြီးကန်းတဲ့ကောင်ကရန်သူကိုတွေ့လို့ရှိရင်အာလို့ပြီးတော့ရန်သူဆိုတော့ကျန်တဲ့ကြီးကန်းတွေအချက်ပေးလို့ရတယ်အစာတွေ့လို့ရှိရင်စားစရာဖြစ်နေအတန်အချက်ပေးလို့ရတယ်ဒါပေမဲ့ဟိုဘက်လမ်းထဲမှာစားစရာရှိတယ်ဆိုတော့သူမပြောတတ်မနေ့တော့အကြောင်းကိုပြန်မပြောနိုင်ခုလည်းငယ်၄ခွကိုင်းလာတဲ့ကောင်လေးကိုမြင်သူအချက်ပေးနိုင်တယ်ဟိုဘက်လမ်းထဲမှာလူကနဲ့ကောင်လေးတွေ့ခဲ့တယ်လာလိမ့်မယ်လို့စာမျိုးသူမပြောနိုင်ဘာသာစကားမရှိလို့
ဒီလူတွေရဲ့တွေ့ရှိချက်တွေ discoveries of human beings တွေ့ရှိချက်မှာတချို့ကကိုယ်လို့ခေါ်တဲ့ brain ကိုတွေ့ရှိတဲ့ဥစ္စာဟာသိထူးကြတယ်ပေါ့ဒီခေတ်ကြီးတစ်ခေတ်ပြောင်းလဲလူဝါရီကိုတမျိုးတက်သွားတယ်မီးကိုတွေ့လိုက်တာဘာညာနဲ့ပြောကြတယ်ငါစိတ်ထဲမှာတော့ဘာသာစကားကိုတွေ့ရှိလိုက်တယ်ဆိုတာလူဝါရီအကြီးဆုံးပြောင်းလဲမှုကြီးပေးလာတဲ့ဖြစ်တာဘာသာစကားရှိတဲ့အခါကျတော့ဟိုမှာခွေးတဲ့ကောင်ကမီးကတက်နေမှုတယ်ပူတယ်ဆိုတော့ကျန်တဲ့ခွေးမပြောနိုင်မနှင်းနဲ့ပူတယ်လို့မပြောနိုင်အဲ့တော့မပြောနိုင်တော့ကျန်တဲ့ခွေးကလည်းမီးကတက်နေပြီမှသူကိုယ်တိုင်ပူမှပဲကင်းကင်းကြီးဆိုပြီးတော့ဟောပြီးတော့ပြေးတော့တာအဲ့ဒါသူ့သားသမီးကိုသူဆက်မပြောနိုင်ဟုတ်လားအဲ့တော့ပညာဆိုတာကဘာလဲပြန်ပြောအကြောင်းကိုသိခြင်းပညာသင်နေဆိုတာအတွေ့အကြုံနဲ့အတွေးမြင်ကိုလက်ဆင့်ခိုင်းတယ်ပေါ့ဟုတ်လားအဲ့ဒီအတွေ့အကြုံနဲ့အတွေးမြင်ကိုလက်ဆင့်ကမ်းတဲ့ဥစ္စာမှာလက်ဆင့်ကမ်းဒီဟို့အရင်တော့2မျိုးရှိခဲ့တယ်တစ်မျိုးကအပြောရယ်နောက်တစ်မျိုးကအရေးအပြောဘာသာစကားနဲ့အရေးပါလား spoken language and written language ဒီနှစ်ခုနဲ့သွားဆိုရပါစို့အခုကျတော့မီဒီယာလို့ခေါ်တဲ့ဟာတွေပေါ့နော်အများကြီးပေါ်လာပြီ TV တွေရှိလာတယ်ကက်ဆက်တွေရှိလာတယ်ခုနကဗီဒီယိုတွေရှိလာတယ် discovery ဆိုတဲ့ဟာတွေနဲ့သူများအတွေ့အကြုံတွေကိုပြနိုင်တယ်အဲ့လိုတွေပေါ်လာတာပေါ့ဒါပေမဲ့သူရဲ့ဗราဏအခြေခံချက်ကြီးရတော့ကို spoken and written ဘာရှိတော့အတန်မရှိအဲ့ဒီအတန်နဲ့သူ့ခေါင်းထဲကိုသင်္ကေတရောက်မသွားဘူးလားအောင်းစရာမကောင်းဘူး philosophy of language ခေါ်တယ်ဒီ philosophy ရဲ့ငါမင်းတို့ဒီတိုင်းချပြီးရှောက်ပြောတယ်မင်းတို့စဉ်းစားဘူးလားအဲ့ဒါမျိုးမစဉ်းစားဘူးကဲမစဉ်းစားဘူးလို့ကြီးပြောတယ်စဉ်းစားရတဲ့ဘာလို့ရှိလားပစ္စည်းရှိတာစဉ်းစားတယ်မောင်ရပစ္စည်းရှိတယ်နော်မြင်မှုတယ်နော်ဘုန်းတော်ခေါ်တယ်မမြင်ဘူးလားမြင်မှုတယ်စဉ်းစားရတာမြင်လို့မြင်မှုလားအဲ့ဒါမမြင်မှုတဲ့ပစ္စည်းတောင်မှသူကောင်းတော့ရောက်သွားလို့ဖြစ်တယ်အောင်းစရာမကောင်းတာဘာသာစကားအဲ့ဒီဘာသာစကားကိုနဲ့ကိုတော့ငါပြောတဲ့လက်ဆင့်ကမ်းကြဟုတ်လားအဲ့ဒီဘာသာစကားနဲ့လက်ဆင့်ကမ်းတဲ့ခါကျဗราဏအပြင်နည်းနည်းရှိတယ်လို့ပြောခဲ့တယ်ဘာလို့အပြောနဲ့အရေးကိုင်းအပြောနဲ့လက်ဆင့်ကမ်းတဲ့ဥစ္စာကြိုက်တယ်ဆိုတော့အခုဆိုရင်ကက်ဆက်နဲ့ထည့်လာတာဖမ်းလာလို့ရတယ်တာမန်အဖြစ်အရင်ကလို့ဆိုလို့ရှိရင်ကောင်းပြီငါပြောတဲ့ဥစ္စာညီတို့ကသိသဘောကျပါတယ်ဆရာပြောတဲ့ဥစ္စာသိနားထောင်ပါဆရာအိမ်ရက်ခါပါဆရာကျွန်မတို့စမစ်ကျပါပဲညာအောင်ဒီရောပြောနေစမ်းပါဆိုလို့ငါပြောနိုင်မလားငါလည်းမလိုက်နိုင်ညီတို့လည်းအဲ့လိုကျွေးမထားနိုင်ပြီးတော့ညီတို့လည်းပဲဟုတ်လားတဘူတစ်ပါးသွားအောင်ဘာလို့အောင်ရေချိုးအောင်မထုံးတော့ဒါတွေရှိသေးတယ်ဆရာခဏနေအောင်လို့ကျွန်မရေချိုးပြီးတော့မှဆက်ပြောဆိုလို့ရပါလားဒါပေမဲ့ငါရေးတဲ့စာအုပ်ကြတဲ့ခါကျတော့ဟာဟိုအမေကောင်းပြီစောက်လေးခဏလေးလို့ဆရာတွားတော့ဘာဖြစ်တယ်စာအုပ်ကမနေဘူးလားဆရာဖတ်မယ်ဆိုတော့မရဘူးဒီလောက်သိခံတဲ့မိတ်ဆွေများရှိတယ်ဒီလိုခါထိုးသွားတော့မရဘူးပါလာတာပဲမယိုးတဲ့ကအိမ်သားနဲ့ခေါ်ပါလေလိုက်ဒီစာအုပ်ကဘာမှအားမနာတော့အဲ့ဒီနီးတစ်ခုသာလည်းလောကကြီးမှာရှိတယ်နားလားခေါင်းဆောင်ဖြစ်ခြင်းသူများတဲ့ခေါင်းတစ်လုံးတော်မဟုတ်ပါခေါင်းတစ်လုံးတော်လို့ရှိရင်သူများခေါင်းတွေအများကြီးကိုစုထားပါအဲ့ဒီသူများခေါင်းတွေကိုစုထားလေကိုခေါင်းကမြင့်လေကိုခေါင်းမြင့်လေခေါင်းဆောင်ဖြစ်လေတယ်ကောင်းပြီအဲ့ဒါတမျိုးတည်းနဲ့ခေါင်းဆောင်ဖြစ်နိုင်လားဆိုတဲ့ခါကျတော့ဒီ Ian Foster ဆိုပြောလူ့ဘဝရဲ့အကြောင်းကိုပြောလိုက်တဲ့ခါကဗราဏလူ့ဘဝမှာဗราဏအချက်ကြီး၅ခုရှိတယ်ကဘာငွေးတာနောက်ကသေးတာမွေးရရဲ့သေးတာရဲ့လူ့ဘဝရဲ့ဗราဏအချက်ကြီးပဲဟုတ်လားမွေးပြီးတော့တဲ့မွေးခြင်းနဲ့သေခြင်းကိုဆက်ထားတဲ့ဥစ္စာသုံးခုရှိတယ်အဲ့သုံးကတစ်ခုက food အာဟာရ second က sleep rest အနားယူခြင်းအိတ်ထား third က sex ကာမအဲ့တော့ခဏပြောတဲ့အနားယူခြင်းနဲ့အိတ်ချင်းကြတော့ကိုယ့်ဘဝဆက်ဖို့ခဏ sex လို့ခေါ်တဲ့ကာမဆန္ဒကြတဲ့ချက်ကြတော့မျိုးဆက်တော့ဒီသုံးခုသွားတာအဲ့ဒီမှာလည်းသူပြောတဲ့ဥစ္စာရည်စရာလည်းကောင်းတယ်ပေါ့ငါလည်းအဲ့ဒါမစဉ်းစားတော့သူပြောမှစဉ်းစားမယ်တော်တဲ့ပုဂ္ဂိုလ်တွေပါကွာပါရမီရှင်တွေပါ
အဲ့မှာမွေးခြင်းနဲ့သေခြင်းကိုကိုယ်တိုင်ကြုံတဲ့လူကြီးပဲသူများကြုံလို့မရဘူးဟုတ်တယ်ဟုတ်လားငါမွေးတော့ငါကိုယ်တိုင်ကြုံနေတာတကယ်တော့ငါသိသွားလဲငါကိုယ်တိုင်ကြုံတာပဲအဲ့ဒီဥစ္စာကိုဘယ်သူမှပြန်မပြောတတ်ဘူးမင်းမွေးတော့ကဘယ်လိုနေလို့ဆိုပြန်ပြောတာအဲ့ဒီလူတွေအကုန်လုံးမသိတဲ့ဥစ္စာအကုန်လုံးဆိုနေမွေးခြင်းနဲ့သေခြင်းကိုဘယ်သူမှကိုယ်တိုင်မသိဘူးအဲ့တော့မွေးခြင်းနဲ့သေခြင်းကိုထုတ်လိုက်တဲ့ခါကျဘာပေါ်လာလဲဆိုတော့ခုနအာဟာရရဲ့အိတ်ချင်းရဲ့ကာမအဲ့တော့တို့ဗမာမှာပြောတဲ့အိဇာကာမဤသုံးပါးဆိုပေါ်မလာဘူးလားအိဇာကာမဤသုံးပါးလူတွေမကောက်ဘယ်တရိစ္ဆာန်မဆိုတက်အားလုံးတန်နေဆိုလူတစ်မျိုးသားလည်းဘာပေါ်လာလဲဆိုတဲ့ခါကျတော့ကိုယ့်အတွက်ကြည့်ဖို့ပဲနဲ့သူများအတွက်ဆိုပေါ်လာတာမေတ္တာကရုဏာရဲ့ဘုမှာပေါ်လာတာငါတယောက်ထဲပြင်ဘုပဲနဲ့ကျန်တဲ့လူတွေရဲ့အတွက်ဘာဆိုတော့တာဝန်ယူမှုပေါ်လာတာအဲ့ဒီမှာပြောလိုက်အောင်မှာမင်းတို့တက္ကသိုလ်တစ်ခုကသူတို့စီမှာဒီအခန်းထဲမှာကတ်ချင်လို့တဲ့ဒီမော်တိုလိုဟာမျိုးလို့ပေါ့ဆောင်းပုတ်ဖြစ်လို့ဟာမျိုးစရမ်းလေးလုပ်ပေးစမ်းမှာတဲ့ဆိုတာတွေမထွေရတော့ဘာလို့ဟာမျိုးမဟုတ်ဘူးပေါ့ကွာလူတွေကိုအသိဉာဏ်မရှိအဲ့ဒီမှာငါစရမ်းလေးတစ်ခုငါရေးပေးလိုက်တယ်ကွာဟိုငါကွန်ပျူတာနဲ့ရေးလေးရှိပါတယ်ရေးဆိုအဲ့မှာကွန်ပျူတာထိုင်းနေငါရေးလိုက်မှပါလေဆိုရင်အဲ့မှာခေါင်းနဲ့ရှစ်ခနဲ့ပေါ်လာကောက်ပြီးရေးတာပေါ့စရမ်းလေးပေါ့ငါတော်လေးသဘောကျပါကိုကြောကိုတော့တက်ပြီးချိန်မွညံတာမမီးတော့ဘူးတာဝန်သိခြင်းသည်ကိုချင်းတာဝန်ယူဝင်ခြင်းသည်တတ္တိတာဝန်ဆောင်နိုင်ခြင်းသည်စွမ်းရည်အဲ့ငါတော်ကြိုက်တယ်ကိုဖာကိုရေးရမှာဒါမှအဲ့မှာအမှတ်မထင်ဖြစ်ခနဲ့ပေါ်လာတော့ကောက်ပြီးရေးတာဒါမှတော့ကိုကြိုက်တယ်ငါစိတ်ထဲမှာတာဝန်ယူဝလို့ရှိရင်တာဝန်မသိလို့ရှိရင်ကိုချင်းမကောင်းတော့ဘူးဒီတာဝန်မဲ့တဲ့သူတွေဟာမင်းတော့ကိုချင်းမကောင်းတဲ့သူတွေမင်းတာဝန်မဲ့ဆိုပေါ်တီပေါ်စားထင်းနေနေလူတယောက်တာဝန်မဲ့လို့ရှိရင်အများကြီးဒုက္ခရောက်နိုင်တယ်ရက်ွက်ထဲမှာလူတယောက်တာဝန်မဲ့လို့မိထလောက်တဲ့ခါကျဘယ်နဲ့လုံးလဲကဲတို့တောင်ကြီးမှာမင်းနဲ့လူတယောက်အဲ့လိုပဲသူကလေးတွေကိုနိုင်ရတစ်ချက်လောက်ကြီးမှာနေလေကြီးမှာဘဲဝဲကြော်ခိုင်းတယ်မိထလောက်လိုက်တာမင်းအောင်င်းတို့တောင်ထဲမှာအလောင်းပြလိုက်တာပြောင်းတဲ့ကိုခါရောထားတော့မိတော့ဟိုတိုးလေးသင်္ဘောစာကြီးနစ်သွားတယ်မှာတလားပဲနဲ့ကူတဲ့သင်္ဘောမင်းတို့မှီမှာမဟုတ်တော့သင်္ဘောကြီးဒီတိုင်းကြီးကိုထားနာကာရုမဆိုသင်္ဘောကြီးရောပင်လေဦးသင်္ဘောကြီးမောင်းလာတဲ့စာကိုဒီတိုင်းဆိုမူးပြီးမောင်းတာပေလိုက်တာမှအဲ့ဒီမှာဒလားမျိုးမှာပို့စော်နိုင်အလောင်းနေရတယ်ငါတပည့်တယောက်တော့ပါသွားလို့ငါအတုကသွားပို့ရရတယ်ခုတည်းကမမေ့ဘူးဒါသူတယောက်ထက်တာဝန်မဲ့အိမ်မှာနော်တာဝန်မဲ့တဲ့သားသမီးရဲ့မိဘဖြစ်ရတဲ့ဆိုလည်းငရဲနော်တာဝန်မဲ့သောမိဘရဲ့သားသမီးကြတော့ပိုးပြီးကြီးတဲ့ငရဲဟုတ်လားမိဘကတာဝန်မဲ့သွားပြီဆိုရင်သားသမီးတွေဒုက္ခမရောက်ဘူးလားဒါဟုတ်တာဝန်မဲ့လို့ရှိရင်ကိုချင်းတရားပြတ်ပါတယ်ဒါကြောင့်တာဝန်သိချင်းသည်ကိုချင်းလို့ပြောတာဟုတ်လားပြန်ပြည့်ကြည့်ပေါ့တာဝန်မသိလို့ရှိရင်ကိုချင်းတရားပြတ်တာဝန်ယူဝဲလို့ရှိရင်တတ္တိကောင်းတယ်ဒါမှတတ္တိကောင်းတိုင်းတာဝန်ဆောင်နိုင်မှဆောင်တယ်တာဝန်ကိုဆောင်နိုင်ဆိုတဲ့အခါကျတော့စွန့်ရည်ပါတတ်တာနားလည်လားတူတူလေးရတော့ဒါမှလူလောကတစ်ခုလုံးအိမ်ပေါ်အေးပါပါအဲ့ဒါသိထားကြည့်တိတ်တော်တဲ့ပုံကိုရောက်တဲ့ခါကျတော့တို့ဒီထဲမှာခရိယန်တွေလည်းပါလိုက်တယ်ဟုတ်လားဗုဒ္ဓဘာသာလည်းပါလိုက်တယ်ဒါမဲ့လို့ခရိယန်ဖြစ်ဗုဒ္ဓဘာသာဖြစ်လူပဲဖြစ်တို့ဒီပင်ငယ်ဘုရားရှိမှသူမိတာဘုရားအလောင်းဆုတောင်းတယ်ဆိုတော့သိရမှာပဲအဲ့ဒီမှာတော့အဲ့ဒီဘဝမှာသူမိတာဟာနိဗ္ဗာန်ရောက်နိုင်တယ်မဖို့ဆောက်ရမှာကွာအတ္တိမလို့ဆိုနေတဲ့ဟာဒါမှသူ့စိတ်ထဲမှာဘုရားကိုနေတော့ငါပြောက်ခဲ့ဘာကြောင့်နိဗ္ဗာန်ကိုရောက်မှာလဲတရားအများကိုပါဖြစ်နိုင်တယ်ဘုရားစုငါမဖြစ်နိုင်ဘူးလားဆိုတော့အဲ့မှာစိန်ခေါ်ပြတာဘာလို့စိန်ခေါ်လဲသိလားလေးသိချင်းတဲ့ကဘာလို့သိဒီနှစ်စာမျိုးကအောင်းမယ်ဆိုတော့မဟုတ်ဘူးလေးသိချင်းတဲ့ကဘာလို့သိကိုလှမ်းစိန်ခေါ်ပြတာတာဝန်ယူဝင်တာတာဝန်နဲ့ဆောင်းနေတဲ့တတ္တိတာဝန်ဆောင်းနေတဲ့စွမ်းရည်အကုန်လုံးပါပါဒါကြောင့်မလို့ပထဝီမှာအလျားမဟုတ်ဘူးဒီပင်ငယ်ဖျားလျှောက်လို့တရားဆောက်ခဲ့တဲ့သူ့မိသားဘုနိခါမြေသူလေသားဆိုအဲ့ဒါတွေကိုပြောတာကမင်းတို့အခု leader ဆိုအဲ့ဒါတပါးသူအတွက်တာဝန်ယူနိုင်တော့သူအဲ့ဒီသုံးချက်မရှိရင်ဘယ်တော့မှ you can never be a good leader ဒါမဖြစ်နိုင်ဘူးခေါင်းဆောင်အဲ့ဒီခေါ်လို့အဲ့ဒီအပြင်ခေါင်းဆောင်ဆိုလိုက်တဲ့ကိစ္စ
အကြောင်းဆိုလို့ရှိရင်ကိုကအနစ်နာခံရတာငါပြောရအောင်ကွာမင်းတို့ငါအကြောင်းတွေကပါပါပါမှာပေါ့ကွာဒီဘိုးကျော်အောင်ဆန်းရဲ့ကိုဥအောင်တန်းဆိုကြားဘူးအဲ့ကောင်က he was my god ခေါ်တာတော့ငါ god ခေါ်တာသူငါဘွားမှာသူအများကြီးငါအထောက်ကူပေးခဲ့တာ god ခေါ်တာကိုအဘိဓမ္မာမှာပြန်လာဆိုရင်ခေါင်းကိုဖခင်လို့ခေါ်တယ်ဒီ baptist တွေဘာတွေလုပ်တဲ့အခါပေါ့ christianite တွေဘာတွေလုပ်ခါရခေါင်းကိုကဲပြီးတော့သူကဒီပိုက်ဆံကျွေးမှုစောက်ဖျောက်ဖို့တာဝန်မရှိဘူးဒါပေမဲ့သိုးတိုင်းမယ်ကောင်းတိုင်းမယ်သူ့မှာကောင်းအောင်ညွှန်လာအတက်တင်စီဆာမျိုးလုပ်ပြီးတော့အကြံဉာဏ်ပေးနေတဲ့စားအဲ့ဒါကို godfather ခေါ်တယ်သူကတော့ godfather လည်းမကပါဘူးငါသူတို့ဇနီးမောင်နှံမြောက်လုံးကငါပေါ့သားသမီးလိုချစ်တယ်ဘုရားတိတဲ့သူသားသမီးငါဦးလေးခေါ်လာတယ်အဲ့တော့သူတို့လင်မယားညောင်းနိုင်ငံထွင်းစားလို့ရှိရင်သူစားလို့ရှိတယ်အဲ့မှာငါသူတို့ဘိုးရောက်ဆန်ကြဆုံးပြီးတော့သူကရန်ကုန်ကိုရောက်လာတော့ငါသူတို့နဲ့ခဏလိုက်နေရတယ်6လလောက်ကြာထမရဲ့အဲ့ဒီမကြာဆုံးငင်ကလည်းလွယ်လိုက်ပြီးတခါလေးရန်ကုန်လာလို့ရှိရင်နေရတယ်နေတော့ဒီနေ့ကျတော့ဘောင်းတန်းကသူ့ဇနီးကတော့ခင်နုတယ်သူ့ဇနီးကိုခေါ်တယ်ဆိုတော့နုလို့ခေါ်လို့ရှိတယ်နုတယ်ကိုတို့နုလို့အဲ့လိုပြောလို့ရှိတယ်ငါတော့ဘေးကမစ္စနေပါအဲ့တုန်းကပြောရတာကြားတာအခုမှပြန်ပြီးစဉ်းစားမိတယ်အဲ့တော့ကတော့ကလေးဘွားပေါ့ငါလည်းဒီကာလာသာတာလောက်ကလေးဘွားကိုကာလာသာဘွားလောက်ဖြစ်ဟိုလူမျိုးပေါ့ဘွားလေဆိုတော့ကလေးနေနဲ့လူကြီးတွေပြောစကားဒီတိုင်းနားထောင်တာဒါမှကိုပြန်ပြီးစဉ်းစားတော့နုတဲ့အောင်ဆန်းသိစင်းရနေတယ်ကိုတို့စီတီတွေဘာတွေဖြစ်ဖြစ်ဆန်လေးသွားပြရရင်ကောင်းမှထင်တယ်တဲ့ကိုတနာတယ်တဲ့ဒီကောင်းဟုတ်လားတဲ့ဘာလို့လို့ပြောလဲတနေ့တော့ငါတဲ့ငါသူနဲ့တူဒီကောင်ကလည်းအဲ့တော့နိုင်ငံခေါင်းဆောင်ကြီးဖြစ်နေဒီကောင်ကလည်းပဲတဲ့အလုတ်ကသိများတော့ငါမှသူခမင်းစားနေတယ်လို့ပြောစကားပြောတာအဲ့ဒီအချိန်မှာဦးအောင်တန်းကတောင်ကြီးမှာရှိတဲ့ဖဆပ်ပလာဥက္ကဋ္ဌခရိုင်ဥက္ကဋ္ဌအဲ့လိုဖြစ်နေတဲ့အချိန်မှာငါတို့နှစ်ယောက်လင်မယားနဲ့ပြောနေဆိုတာအဲ့ဒီမှာကြားကြတော့ငါတနေ့မှသွားတယ်တဲ့သွားတဲ့ခါကျဒီကောင်တော်ဆင်းရဲနေပြီတဲ့ဒီကောင်လည်းအလုတ်ကများတော့စကားပြောတာဆိုတော့ခမင်းစားရင်သွားစကားပြောရတာအခုလာပြခမင်းစားရင်စကားပြောအောင်ဆိုငါမစားပါဘူးစားဝဲကြောင်လေးတို့ကနေဘာမှလည်းမပါဘူးအနားမှာစားခွက်လေးခွက်တယ်စားနေတာတဲ့အဲ့ကြမှာတဲ့ငဦးနဲ့ငလင်းကဆိုငဦးစာအောင်ဆန်းဦးပြောငလင်းစာအောင်ဆန်းလင်းသေးသွားတယ်ရေနစ်ပြီးသေးသွားချင်ဘတ်ဖဲလိုခေါ်ဒီကောင်မင်းပဲသေးသေးခေါ်ဘတ်ဖဲလိုကြီးလို့ခေါ်တယ်တော်ကြိုင်ဟိုကောင်နဲ့ပါဇက်ကလေးဟာလာလဲခင်းလေးနဲ့ဆွန်လိုက်နောက်တစ်ယောက်ကပါဇက်ဟာလာခင်းနဲ့ခေါ်လိုက်ခိုင်ကွာတော်တော့ကွာမင်းတို့စားဖေးတောင်စားတော့လို့ပြောတယ်တဲ့ကနလေးတမျိုးနဲ့စားတယ်စားဒီခုပြစနာကြီးတဲ့ခါကျဘုရားကောင်းဆောင်မြင်လိုက်ဝဲဥဆောင်လေးတွေကလည်းစားတာဒါတကယ်အဖြစ်ငါမသိချင်မဲနဲ့သိလာခဲ့ရတာ။ကိုင်းကြည့်စမ်းသူသေးတော့ဘာရှိတယ်။ငါတခါသင်္ကန်းကျောင်းမှာငါဟောပြောပဲလို့တခါကြတော့ငါဘာပြောခဲ့မိလဲဆိုတော့အောင်ဆန်းဆိုတဲ့ကောင်လေးဆိုရှစ်ဖြစ်တော့ဒီခါမှာကျွန်တော်ခွင့်လို့ပါလို့ကျွန်တော်ပြောမယ်လို့ဘာကြောင့်ကျွန်တော်ဖြစ်တယ်ပြောလိုက်ကျွန်တော်အသက်60ကျော်ပြီဘိုးရောက်ဆန်းကသေးတော့33နှစ်ကျွန်တော်ကိုကောင်လေးမဟုတ်လို့ပါလေဒါကြောင့်ဘာကြောင့်ကောင်လေးလို့ခေါ်လဲဆိုတနာတော့မှာသတိထိသူ့မှာဘာမှဆက်မသွားဘူးအိမ်ဆောက်ပြမယ်ဆိုတော့မှမြင်းနေရမိချစ်ဘူးတဘူးစာမရှိဘူးသေသည်အထိဘာမှအင်ကြီးသုံးစုံပဲရှိတယ်တောင်စီလေးရှာလာသေတော့အလောင်းဆောင်လိုက်ရဘာမှယူမသွားဘူးကျန်သူထားပြခဲ့တာအများကြီးယောက်ျားကောင်းဆိုအဲ့ဒါပဲထားပြခဲ့တာယူမသွားဘူးဒါကြောင့်ဒီကောင်လေးကိုတနာတော့ကျွန်တော်ပြောတာပါတကယ်ကိုအဲ့ပြောရင်းနဲ့ငါဘယ်လိုဖြစ်သွားမှမလဲငါမျက်ရည်တွေလာစိတ်မကောင်းတော့ခေါင်းဆောင်ဆိုအဲ့ဒါနော်ပညာတတ်တိုင်းခေါင်းဆောင်ဖြစ်တာမဟုတ်ဘူးခေါင်းဆောင်ဆိုတဲ့ဥစ္စာအဲ့ဒီလိုရှော့ပြီးစတာမှာရှော့ပြီးယူရမှာကိုယ့်အတွက်တဲ့သူများအတွက်ကိုစဉ်းစားတာမှာခေါင်းဆောင်ဖြစ်တာဒါဖြစ်လို့ရှိရင်ဆရာတော်မေးစရာရှိပါတယ်ငါလည်းနားအနေနဲ့ငါပြောမှာနော်နားနေရဘာလဲလဲဆိုစာပေနယ်ပေါ့ငါဟာနာမည်ကြီးခဲ့တယ်ဆိုတာပြန်ပြောပါစို့စာပေတော်တရားစာပေရေးရတယ်နာမည်ကြီးခဲ့တာမင်းတို့ငါအကြောင်းမသိပါဘူးဘာလို့ဆိုမင်းတို့သိစာမဖတ်ကြဘူးတို့ဗမာကလေးတွေကစာပတ်သိနေတယ်ငါသားအငယ်ဆုံးကစင်ကာပူမှာရှိတယ်အခုတော့ခဏပြောင်းစင်ကာပူကကောင်လေးတွေဟာ hot shot ဝယ်လိုက်လို့ရှိတယ်ဒါပေမဲ့သူ့အိတ်ထဲမှာအများနဲ့စာအုပ်တော့ပါတယ်ဘတ်စကားဆောင်အိတ်စာအုပ်ဖတ်ဘတ်စကားစီးပြန်စာအုပ်ဖတ်တို့အဲ့လိုဖတ်ခဲ့တာဘတ်စကားလည်းစာဖတ်လို့မရဘူး
ဖက်ကပြည့်စုံမကောင်းခြင်းငါးပြန်အဲ့တော့ပြောချင်တာကအချင်းရနိုင်မရအောင်လို့ဖတ်ပါခဏငါပြောလို့ပေါ့စာဖတ်ထားတယ်ခဏငါပြန်ကောင်းတာငါဘောပေါ့အဲ့စာပေသဘောတရားစာပေဝေဖန်ရေးငါအဲ့ဒါနဲ့နာမည်ကြီးလာတာငါ့ကိုစာပေလူချမ်းမင်းသားလို့ခေါ်တာဆော်ရရှင်ဆော်တာတွေ့ရရှိတွေ့တာငါခဏခဏကြံဖြစ်တယ်88ဒီပဲရောက်တဲ့ရောက်မှာလူငယ်တွေကိုကြည့်လိုက်တဲ့ခါကျတော့ငါစိတ်ထဲမှာသူတို့ဟာသိအရေးကြီးတယ်လို့ပြောတော့သူတို့နဲ့ပတ်သက်တဲ့စာကြီးငါစောက်ချရေးခဲ့တာဟိုဟာငါရက်အာယုကိုပြတ်သွားပြီးတော့ဒီ I spend the rest of my life for the young generation of the country ငါရဲ့ပတ်သက်နောက်ပိုင်းမှာလူငယ်တွေရဲ့အတွက်ကုံဆုံးမမယ်လို့ကိုငါထားပနာပြလိုက်တယ်အဲ့လောက်မှလုပ်လိုက်တယ်အခုဒီနေ့ထိအဲ့ဒါပဲဆိုလိုတဲ့ဒီပဲမင်းဘယ်သူအတွက်သက်ရှင်တာလဲမင်းရဲ့တက်တန်းကိုဘယ်လိုကုံဆုံးစေမလဲဟုတ်လားခဏအိဇောကာမဤသုံးပါးလောက်ကတော့မင်းရှိမှာပေါ့ဒါတော့ကမခက်ပါဘူးထမင်းစားဖို့တော့မခက်ပါဘူးမင်းခေါင်းဆောင်ဖြစ်ချင်ဆိုဘာလုပ်နိုင်လဲခေါင်းဆောင်အဲ့ဒါသူများတဲ့အသိဉာဏ်ခေါင်းတစ်လုံးမကြော်ချင်လို့ရှိရင်မင်းခေါင်းဆောင်ဘယ်တော့မှမဟုတ်ပါဘူးမကြော်နိုင်ဘူးအဲ့ကြောင့်လုံနိုင်တဲ့ဤကအတွေ့အကြုံလက်ဆင့်ကဏ္ဍကိုယူပါအတွေ့အကြုံလက်ဆင့်ကဏ္ဍကိုယူတဲ့အခါမှာစကားပြောတာနဲ့ယူတာရှိတယ်စာဖတ်ပြီးပဲရှိတယ်နောက်တစ်ခါကျကက်ဆက်တွေရေဒီယိုတွေပါရှိမယ်ဘယ်ဟာနဲ့ပဲရအောင်ယူမဲတဝါသူရဲ့အတွေ့အကြုံကိုလက်ဆင့်ကဏ္ဍကိုဆိုရအောင်ကြိုးစားခေါင်းဆောင်လုပ်ချင်လို့ရှိတယ် The leader of the family မသိရမှာပေါ့ကာသမီမွေးပြီကာသမီကိုဘယ်လိုထင်းကြောင်းရလဲဆိုသိရမှာဒါမဲ့စာဖတ်မင်းကခေါင်းဆောင်ဖြစ်ဟုတ်လားဒီအိမ်များရောက်ပြီးတော့မိုးယူလာပြီးတော့အိမ်များပြီးမိမဆဲပြီးတော့ရိုက်ထားလောက်နဲ့ပြီးရမှာမဟုတ်ပဲအိမ်ရှင်ရောက်ပြမိမရေရှင်းဆိုငဲခေါ်တာမို့ရေယူခဲ့ခိုင်းတာငါမူးလာတာအန်ဂျင်နဲ့ကျမ်းပေါက်ဒီများဆွဲခဲ့တာဆိုတော့အဲ့လိုအပြစ်ရှာပြီးလုပ်ဖို့မှမဟုတ်ပဲမင်း the leader of the family the leader of your young children သူတို့ရဲ့ခေါင်းဆောင်ကိုခေါင်းဆောင်လို့သတ်မှတ်ပါကိုကလျှော့စားနေရမယ်ဟုတ်လားပိုးပြီးအလုပ်လုပ်နေရမယ်အဲ့ဒါမှခေါင်းဆောင်ဆိုတာအဲ့ဒီမှာမင်းခေါင်းဆောင်လို့ရှိရင်မင်းအဲ့လိုထားနိုင်တဲ့တတ်သိရှိသလားသူတို့ရဲ့အသိဉာဏ်ရှိမှုရှိသလားခဏပြန်ပြောမယ်မင်းခေါင်းဆောင်ဖြစ်ချင်လို့ရှိရင်နောက်ခေါင်းဆောင်ကိုပြန်ရှာပါဘာကြောင့်ဆိုတော့မင်းနဲ့တော်တဲ့ခေါင်းတစ်လုံးသားတဲ့လူတွေရှိသေးတာပေါ့သူတို့စီကစီးဘူးကိုဝင်မလေးပါလားအဲ့ဒီခေါင်းတစ်လုံးသားတဲ့လူစီကနေဓာတ်ရိုက်စီးဘူးလို့ရတာရှိတယ်စာပေနဲ့စီးဘူးလို့ရတာရှိတယ်ဓာတ်ရိုက်ပညာဖြစ်ဖြစ်ပြင်မယ်ပြီးတော့မှဘေးကဘုဒ္ဓပညာဖြစ်ဖြစ်ဖြစ်အဲ့ဒါမရှိဘဲနဲ့တော့ဖြစ်မင်းခေါင်းဆောင်ကောဖြစ်နေဘာလို့ဆိုမင်းကခေါင်းဆောင်ကောင်းကိုမသိလို့ရှိရင်မင်းဘယ်တော့မှခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူးခေါင်းဆောင်ကောင်းရဲ့ကံဘိုးကိုသိမှကိုယ်တိုင်ကခေါင်းဆောင်ဖြစ်နိုင်တယ်တဘာသူဖန်တီးထားတဲ့အလှပစ္စည်းကိုခံစားရမှမိမိကိုယ်တိုင်ကအလှပစ္စည်းကိုဖန်တီးနိုင်တယ်တဘာသူရဲ့ခေါင်းဆောင်မှုကိုတန်ဖိုးသိမှမိမိကိုယ်တိုင်ကခေါင်းဆောင်ဖြစ်နိုင်တယ်နောက်ပြီးတော့နောက်လိုက်အဲ့ဒါတခုတည်းငါပြောမယ်မင်းတို့ရှင်သာရိပုတ္တရာဆိုတာကြားဘူးလားခရိယန်တွေလည်းကြားဘူးရပါဟုတ်လားဘုရားရဲ့လက်ရတော်ရညံမှာကြီးလို့မလို့သူညံရမှာအေတတက်ပေးထားညံပညာရမှာအဲ့ဒီလက်ရရှင်သာရိပုတ္တရာတနေ့တော့အဲ့ဒီသင်္ကန်းယုံတော့ဆွမ်းငံထွက်မလို့ထွက်လာတဲ့ခါကျတော့ဒီအဲ့ဒီနေ့မှကိုရင်ဝက်လာအဲ့ဒီတာမဏေလေးတစ်ပါးအဲ့ဒီကိုရင်လေးဝက်လာတော့သူကဒီသူရဲ့ guide ခေါ်တာပေါ့နော် guardian ခေါ်မှာပေါ့ပါဠိတော်ဥပိ္ပဇေဆရာလို့ခေါ်တယ်ဥပိ္ပဇေဆရာအဆုံးမပေးလိုက်တာသင်္ကန်းကိုပရိမန္တလံခေါ်တာပေါ့နော်အဝိညာဉ်စာဝက်ပစိုးချက်ပြုတ်ဝက်လို့မဖြစ်စီနဲ့သင်ပေးလိုက်တယ်တိပေးလိုက်တော့အဲ့ဒီကိုရင်လေးကလေအတူပဲသူကအပြင်ထွက်လာတဲ့အခါကျတော့ကိုရင်လေးကသင်္ကန်းယုံပြီးသူကစနစ်တကျပေါ့ဝက်လာတော့အဲ့ရှင်သာရိပုတ္တရာကိုကြီးကသင်္ကန်းယုံလိုက်ပါတစားကအောက်ဆွဲအောက်နည်းနည်းနှိပ်ပြီးတွေ့လောင်းကြတယ်ဆိုတာအဲ့တော့ကိုရင်လေးကအရှင်ဘုရားတဲ့အဲ့ဒီနေမှာကိုယူဝဲတာနော်အဲ့ကိုရင်လေးဒါမှသူအဆုံးအမလေးနဲ့ကြီးလာတယ်အရှင်ဘုရားအဲ့လိုသင်္ကန်းကိုတစ်စောင်းမိတ်နဲ့ဝဲလို့ရလားဆိုတော့အဲ့ဒီမှာတော့ကြိတ်တဲ့ခါကျတော့ဟာသူချက်ချင်းတရိယာဗျမှားပါငါသည်တဲ့
ဤနေ့မှပဲနဲ့တာမဏေမူသောခုနှစ်နှစ်သားရှိသောတာမဏေငယ်၏အဆုံးအမကိုလေငါဥထိတ်ထိတ်ခံယူပါ၏ချက်ချင်းပြင်းဝေးတယ်အောစံမကောင်းဘူးမြတ်စွာဘုရားရဲ့လက်ရတော်ရဣတတက်ဟုတ်လားနော်မြတ်စွာဘုရားရဲ့လက်ရတော်ရနော်ဣတတက်နော်ပညာရမှာအဲ့ဒီယဟန္တာကြီးဖြစ်ပါလေနဲ့အက္ကသာဝကကြီးဖြစ်ပါလေနဲ့ယနေ့မှတာမဏေမူသောယနေ့မှတာမဏေကိုတာမဏေငယ်ခုနှစ်သားတာမဏေငယ်အဆုံးမပါလေငါဒီဥထိတ်တဲ့ဖြင့်ခံယူပါ၏အဝေဖန်ခံနေခေါင်းဆောင်ကောင်းလို့မြည်မှာအဝေဖန်ခံနေရတယ်စနစ်ကြတော့ဝေဖန်မှုကိုလက်ခံနေတယ်အဲ့လိုဝေဖန်ခံပြီးတော့မှမိမိကိုယ်ကိုချက်ချင်းပြန်ပြီးပြုတ်ပြင်မှုဝင်မလေးရကိုအမှားချိုးရင်းချက်အဲ့ဒါမှခေါင်းဆောင်ကောင်းဆိုတာခေါင်းဆောင်ကရှေ့ကကြီးတွားတယ်လို့ထင်နေကြမဟုတ်ဘူးရုပ်တည်ကြည့်ရင်တော့ခေါင်းဆောင်ဆိုလိုက်တဲ့ကိစ္စတာမအဖြစ်အသိပညာပြည့်စုံလို့ရှိရင်ခေါင်းဆောင်ဖြစ်တယ်လို့ထင်တယ်မဟုတ်ဘူးစိတ်ပါခေါင်းဆောင်ဖြစ်မှာခုနကပညာနဲ့မရဘူးပညာတမျိုးတည်းနဲ့မရဘူးအဲ့တော့အထူးသဖြင့်ကပဲဆိုခုလို social organization လို့ဟာမျိုးပေါ့ဒါမဲ့ခုနခေါင်းဆောင်ကအသိပညာတမျိုးတည်းနဲ့မဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တယ်ဘယ်လိုမျိုးဖြစ်လဲဆိုဥပမာဆိုအိုင်စတိုင်းဟာဒါမျိုးသူမစဉ်းစားဘူးသိပ္ပံပညာမှာသူလား E is equal to mc square ဘာညာဆိုရင်သူလောက်သွားတာပဲဒါသူခေါင်းဆောင်ပဲသူ့နေမှာဒါမဲ့သူ့နေမှာသူပညာရှိဆိုတာဒါပဲတော့ဆို equation ရေးပြတယ်ဒါပဲခင်ဗျားနားလားအဲ့ဒါဆိုပြီးတော့ဒါခေါင်းဆောင်ပဲဒါမဲ့သူ့ဥစ္စာကဒီ organization နဲ့မဟုတ်ဘူးပညာခေါင်းဆောင်ဒါမဲ့လို့ဒီ organization ကြီးရှိလာပြီဆိုတဲ့ခါကျတော့ခုနကတမျိုးတည်းနဲ့ရပြီလားမရတော့ဘူးဖရာသစ္စာလေးပါးကိုမြင်သွားတယ်မြင်သွားတဲ့ခါကျတော့ဘာဖြစ်လဲမြင်သွားပြီးပြီဆိုတော့သူကဖရာဒုက္ခဆိုနေတော့မယ်လို့အောင်းမိတာပဲသူ့ဘာလို့နေသွားလို့ရှိရင်တော့ all right ပေါ့သူ့ဘာသူပြီးသွားပြီပေါ့ကျန်တဲ့လူကိုခေါ်လိုက်ပေါ့လိုက်လှုပ်ရှင်လှုပ်ပါအဲ့ဟာလို့ရတယ်မလို့မရဘူးကဒါမင်းတို့သဘောပဲဟုတ်တာနောက်ကြတော့တန်ဃာဆိုတော့ဒူကြီးရှိမလားအဲ့ကြောင့် organization ကြီးရှိလာတယ်ရှိလာတဲ့ခါကျဘာပေါ်ဆိုဝီနီးစွာပေါ်လာဟောစိတ်ကရက်တယ်ပြောကြလားအဲ့ခေါင်းဆောင် organization တခုခေါင်းဆောင်လုံးမယ်လို့ကြတော့ခုနက Einstein လို့အသိဉာဏ်တစ်မျိုးတည်းနဲ့မရဘူးလို့ပြောတာခုနကတော့အဖွဲ့အစည်းတစ်ခုလုံးကိုထိမ့်သိမ်းဖို့ဘယ်လိုထိမ့်သိမ်းမလဲ organization ကြီးဖြစ်လာတဲ့ခါကျတော့သူကခုနကတစ်မျိုးတည်းနဲ့မရတော့ဒီအသိဉာဏ်ပြည့်စုံတယ်လည်းမရတော့အဲ့ဒီဟာအတွက်ထိမ့်သိမ်းဖို့ထိမ့်ဖို့ပညာဖို့လို့ဥရီတွေဝီနီးတွေအကုန်လုံးပေါ်လာဟုတ်လားအဲ့ဒီတိုင်းမှာမင်းတို့ခု organization ဆိုတာအဲ့ဒီတိုင်းသွားတာအားလုံးကိုပြန်ပြီးချုပ်လို့ရှိရင်မင်းတို့ leadership ဆိုတဲ့ဥစ္စာတစ်ချက်ကသူများတဲ့ခေါင်းတစ်လုံးမြောင်ပညာအသိပညာတိုးပါလေအဲ့ဒီအသိပညာကိုရအောင်ရှာတဲ့ခါမှာခေါင်းက spoken language written language ဆိုတာရှိစာများများဖတ်ပါသူများတဲ့စာဖတ်နိုင်တဲ့ကြိုးစားဖတ်ပါအဲ့စာဖတ်လေသူများတဲ့အသိဉာဏ်ဖြစ်လေဖြစ်တယ်သူများတဲ့အသိဉာဏ်ဖြစ်မှခေါင်းဆောင်ဖြစ်တာခုနပညာကောင်းတော့ခုခေတ်ကျပိုးတောင်ဆိုးလာတယ်ဟုတ်လားအမေရိကန်ကဘာညာဆိုလူလေလုံနေဆိုသူလုံနိုင်တာဘောသူ့မှာပညာရှိနေကိစ္စဟုတ်လားဒီဘယ်တိုင်းဒီမဆိုဒီကုစင်ကာပူဆိုတဲ့ဥစ္စာဟာဒီစင်ကာပူရပေါ့မလားတော့စင်ကာဆိုချင်းသိတီဟပေါ့ပူရဆိုမျိုးချင်းသိဥကောင်းတဲ့တွေ့မျိုးစတိပဲရှိတယ်အရင်တော့ဘုရားဘာသာဒီအရင်ရောက်ခဲ့တော့ပြန်ပူရဆိုပေါ်လာပါကွာလာလမ်ပူရစင်ကာပူရဘာပူရညာပူရအဲ့ဒါကမျိုးတွေပေါ့အမရပူရအတူတူပေါ့နော်အဲ့ဒီရှုံတော်တွေနဲ့တိုင်းပြည်ပဲနွန်နေတဲ့တိုင်းပြည်အဲ့တိုင်းပြည်ကိုလွတ်လိုက်ရတော့1959ကျမှရတာတို့က48 9နှစ်နောက်ကြတယ်လွတ်လိုက်ရယူကနေမှအဲ့လီကွမ်ကြီးဗမာပြည်လာသွားတယ်လာသွားတဲ့ခါကျတော့အတန်လေးကညောင်းနာအကားနဲ့ငိုရမနဲ့ပြောတာကျွန်တော်လာမဲ့အနှစ်အစိတ်30မှာမြန်မာပြည်ရဲ့အခြေအနေကိုမြှောက်ကျွန်တော်စူးစမ်းပါမယ်အဲ့လိုပြောတာပဲတို့ကလည်းအိန္ဒိယနိုင်ငံဆိုအာနာရာနဲ့ကိုကဆင်းပေးလိုက်ပါတယ်သူမီးလာအောင်ဆိုပြီးတော့ပေါ့လေအာနာအဲ့ဒီမှာလည်းသူတို့ဘာလုပ်လဲဆိုတော့တိုင်းပြည်တို့တောင်ပညာဒီအရေးကြီးလို့ပညာမှာငွေပင်ဝေးတွေ့တာ 7% တမျိုးသားလုံးဝင်900နှုန်းဖြုတ်ပြုတ်နေရမှာမဟုတ်ဘူးနိုင်ငံသားတွေအကုန်ပို့
ပို့ပြီးတော့အဲ့ဒီတော့ငါပို့ကလေးကငါစိတ်ထဲမှာတော့ဒီကောင်ကျူရှင်ထောင်းတော့မယ်ဆိုတော့ငါမှန်းလို့ရတယ်တကယ်ပြောတာငါအစောပြောတယ်ဒီကောင်ကျူရှင်ထောင်းလိုက်မယ်နော်လို့ပြောတာဘာလို့ဆိုငါသိတယ်ဆိုအောက်ဖ်နဲ့ Cambridge ကအင်္ဂလန်ပြည်ရဲ့ဝင်ငွေတွေဘယ်လောက်ရှာပေးတယ်ထင်လဲဟုတ်ဒီတော့စစ်မဖြစ်ခင်ကလေးကပညာလို့ရှိတယ်ဆိုအောက်ဖ်ဘာသာ Cambridge ဟာ Oxford Cambridge အဲ့ဒီသွားဗမာပြည်ငွေစိတ်ဝင်တာအဲ့မှာခေါင်းကပြော international ကျူရှင်ထောင်းပြီးစားကြတာအင်္ဂလိပ်ကစားနိုင်ငံတကာကျူရှင်ဆရာကြီးလုပ်ပြီးစားကြတာကဲအဲ့တော့ဒီကောင်အရှိတောင်အာရှမှာကျူရှင်ထောင်းတော့မယ်ဆိုတာငါသိအခုတွေ့တယ်ဘုရားကဲကျူရှင်ထောင်းစားဒီဗမာပြည်ကိုပညာသင်သွားရင်ဘာလို့ကွာအဲ့ဒီပဲပိုက်ဆံတတ်နိုင်ကြတာမတတ်နိုင်ရတဲ့ကတော့တိုးရောင်လေးတို့ကပညာကုန်းလေးစီလျှောက်သွားကြဖို့ဒါပဲအဲ့မှာဘယ်နာပညာကုန်းရှိတယ်အဲ့ဒီကသွားပြီးတော့အဲ့မှာ college ရှိနေတယ်အဲ့လိုဖြစ်ကုန်လားပြီးတော့မှသူက technician ဆိုလို့တဲ့ခါကျဘာလို့ဆိုသူကတိုင်းပြည်ကျင်းတယ်စိုက်ပျိုးစရာမြေနေရာတောင်မရှိဘူးရေတောင်မှ import လုပ်တော့ဟုတ်တယ်မလားသိတယ်မလားရေတောင်မှမလေးရှားနေဝဲတောက်နေရတဲ့တိုင်းပြည်ဟုတ်လားငါသားအဲ့ဗမာပြည်ပြန်လာတဲ့ခါကျတော့ကျွန်တော်ငပလီသွားမယ်ဆိုသွားပါဘူးဟုတ်လားပြန်လာတဲ့ခါကျတော့ကိုတိုင်းကိုပြီးအဲ့ကျတော့မှဖေးစားလိုက်တဲ့နေရာရေကလည်းစိမ့်ပြီးကြီးပြီးနေတာပါအောက်ကသေးတယ်ငါလည်းဘယ်လိုပါအမလေးသူကပြောလိုက်တာဟိုမှာစင်ကာမှာရှုံးရည်ပဲရှိတယ်ဘေးမှာဟုတ်တယ်လေရှုံးရည်ပဲရှိတာပဲသင်္ဘောစိတ်ကြီးတလားစားရဥစ္စာကိုတိုင်းကိုပြီးရှာမှသူနာစီရမှသိတာဟုတ်လားအဲ့လိုတိုက်ပြီးလို့ဆိုတော့အဲ့မှာသိရဆိုသူကဘာရှိရတိုက်ပြီးချက်စရာလည်းမရှိဘူးပြိုးစရာလည်းမရှိဘူးမမကောင်မလေးတယောက်လေးသွားပြီးတော့ဘရောက်ပွင့်နေချိန်မှာစင်ကာပူဘရောက်တပန်းသွားချက်တယ်တံငွေ300ချတယ်ကိုကြွသွားစင်ကာပူဒေါ်လာတံငွေ300ချတယ်မချိုးအောင်သူပြတိုက်ပြီးပါအဲ့လိုဖြစ်တဲ့ဥစ္စာမှာသူကဘာလုပ်လဲဆိုအိမ်ထဲမှာလည်းလုတ်ဖြစ်နိုင်တဲ့ဥစ္စာကြီးမှာ electronic ကိုကိုင်ပြတာအခုကက်ဆက်တို့ဘာလို့ညာတို့ IPC အကုန်လုံးသူ့စီမှာအကုန်စင်လို့ငါနေစင်ကာပူကနေအဲ့ဒီဟာထောင်းတက်သွားတယ်အခုသူကပြောလာပြီဟုတ်ဘာတော့ဟုတ်ကိုနောက်တက်ကောင်ဒီကောင်ကြီးနောက်ဘက်ကောင်ပြေးတာမှာကို6ထောင်ကဘာပြောလာလဲဒါဆိုနေ H ကုန်တော့မယ်ဒီတဲ့ဟာနောက်ခုရှားမယ်ဆိုအခုကြောင်းထောင်တာအဲ့ဒီဟာစတာကနောက်ဆုံးပြီးပညာပဲအဲ့တော့တိုင်းပြည်မှာလည်းပညာပဲလူတယောက်မှာလည်းပညာအဲ့ဒါမရှိရင်တော့မလုပ်ပါနဲ့ခေါင်းဆောင်တွေပဲဆိုသွားမပြောနိုင်ဘူးတော့သွားပြီဒီမိုက်ခေါင်းဆောင်လေးတွေလို့ဖြစ်ရှိမှာပါအဲ့တော့ပြောတော့ဖြစ်မှာပေါ့နော်ဗမာပြည်လေးကြုံဖြစ်တော့အဲ့ဒါအတိုင်းပြည်ပညာမတတ်လို့ပါအကုန်လုံးချုံလိုက်တဲ့ခါကျဒါပါပဲကွာငါပြောရင်သူကပေါက်လာတယ်မင်းတို့ရန်သူမီးကိုတကယ်ပဲသတိပြုပါဆိုတချင်ကြားဘူးလားလို့မေးတယ်ရန်သူမီးအဲ့ဒီချင်းကမူလတချင်းမဟုတ်ဘူးဗျမွေးနဲ့ချင်းမဟုတ်ဘူးအဲ့ဒါစမြောင်ကတ်တာမွေးချင်းသိလားငါဆိုးပြလိုက်မှတော့အတန်းလေးလည်းကောက်ကောင်းအောင်ဗမာပြည်ကြီးမှာအစစ်တမ်းလူလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာစွာစဉ်းစားလိုက်ရင်ပညာချီကနေလို့လားပါတီတွေကွဲပြားလွယ်မှဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နေမမြင်ကြတာဝမ်းနည်းစေခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဗတ်စကားစပေရာသတင်းစာလျှောက်ပြီးဆေးပြရေခဲကြောင်နဲ့မြေပဲလျှော်ဟာတကြောအော်ကားရောက်နေရရှာရသမျှမြတ်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်ကပညာမရှိလို့ခုလိုဖြစ်ရတာကောင်းမလေးငါလာပြီးမြောက်ပြီးကဲအဲ့ဒါပဲမင်းတို့စဉ်းစားကြည့်ပေါ့အကုန်လုံးကတို့ကဘယ်တော့ဆိုအကုန်လုံးကလည်းဒီမာနပေါ့ဖြစ်ရမယ်ဆိုမှန်လေးလည်းမရှိတော့ဘူးဘာမှလည်းမသိဘူးဒီတိုင်းပဲပေါ့လည်းလုပ်ကြကိုဖြစ်တဲ့နေရာနေကိုဖြစ်အောင်လန်ထအောင်ချမယ်ကိုဘဝကိုချမယ်ဆိုတော့အဲ့ဒီမှမျိုးကိုမရှိတော့ဘူးတို့တော့ကအဲ့လိုမဟုတ်ဘူးတို့တော့ကတော့ပြီးတော့တို့က atmosphere နဲ့မင်းတို့လည်းမတူတော့ဘူးနောက်တစ်ချက်ဖို့လာတာပဲရွှေလင်မန်းနဲ့အချင်းစီမင်းမွေးတဲ့မင်းသွေးဆိုသူဝရိများမှာတဲ့ရဖွာလို့တရားမင်းနဲ့ဂုံမြိုင်ခြင်းတို့တင်းလဲပဲလို့ချစ်ပြင်းအောက်မှာအုပ်ဖိုးကနောက်နဲ့ဆနွန်းတော်မျိုးသူမြေပြင်းနှမ်းမှာကိုပြစ်ကြတဲ့ဗန်းစုံနဲ့ဝေထုတ်လိုက်သူတင်းလဲပဲလို့ဟိုရင်ဒီရင်ဘယ်သူမှနှခအပေါ်မပါလာသူ
ချီနှချောင်းလက်နှချောင်းခေါင်းရအလေမှာပြူဘယ်သူပဲဘယ်ဝါပဲလူတွေကဆွဲထုတ်လိုက်တဲ့လူတိုင်းပြည်နိုင်ငံတော်ကိုအုပ်ချုပ်သူရှင်မြင်းကြီးလဲကျုပ်လိုလူအားလုံးသူတို့ထားပါခမရလဲလူခမရတို့မှဖျားမထူပါအင်္ဂလိပ်ဘူလန်ဂျာမောင်ရုရှားလူဘယင်ကကြီးလဲခမရလိုကျုပ်လိုလူမွေးစဉ်ခါအားလုံးမတူတူတထေးလဲလူစရေးလဲလူလဲသမားလဲလူခမရကြီးလဲလူအသားမကြည့်ကြပါနဲ့ပိုက်တာဖောက်လို့တယောက်မှမထွက်ဘူးဟာတို့အဲ့ဒါကြည့်ခဲ့တာအဲ့တော့ leadership ခေါင်းဆောင်ကောင်းဖြစ်ချင်နောက်လိုက်ကောင်းဖြစ်ရနောက်လိုက်ကောင်းမဖြစ်ဘဲနဲ့ဘယ်တော့မှခေါင်းဆောင်ကောင်းမဖြစ်ဘူးအဲ့ဒီရှင်သာရိပုတ္တရာခေါင်းဆောင်ကလည်းခေါင်းဆောင်ကောင်းနောက်လိုက်ကောင်းလည်းနောက်လိုက်ကောင်းတော့ဘုရားရဲ့လက်ရရဣတရေကြီးနော်ဒါမဲ့လို့ဆုံးငံသွားတဲ့အခါကျတော့နောက်ဆုံးပိတ်မှသွားအပြည့်ထွက်တယ်ကျောင်းတွေကိုအကုန်လှည့်ကြည့်ဘော်ဒါဟောက်စစ်လှည့်ကြည့်မှာသင်္ကန်းတွေမတင်မတယ်ဖြစ်နေအကုန်လုံးတစ်ခါတည်းပြန်ပြီးအသိခံသူ့ကိုယ်ဝင်သိမ့်လို့ထားတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တဲ့အဲ့ဒီမှာမတင်မတင်မခွေရပြလို့ရှိရင်တဲ့ဖျားရှင်ရဲ့ကျောင်းဟာစီးမဲ့ကမ်းမဲ့ပါလားလို့ဖျားရှင်ကိုကဲ့ရဲ့လိမ့်မယ်သူ့ခေါင်းဆောင်ကိုအသေးနှုံးမှမကြောက်ဘူးလားသူ့ခေါင်းဆောင်ကိုလည်းသူအသေးနှင်းမှကြောက်တယ်သူ့ကိုယ်တိုင်ကလည်းအဲ့ဒီမှာခေါင်းဆောင်ဖြစ်နေသူ့ကိုယ်သူယူတော့လိုက်ပြီးတော့သေသားအောင်လုပ်တယ်လုပ်ပြီးတော့မှသူ့ရဲ့နောက်လိုက်ဖြစ်တဲ့သာမဏေလေးကနေသင်္ကန်းကိုအဲ့လိုရောလာဖျားဆိုတော့ဥထိတ်တဲ့နဲ့ခံယူပါတယ်အဆုံးမှာပြောကြည့်စားဒီကျတဲ့ခေါင်းဆောင်ရဲ့အင်္ဂါတွေပေါ်မလာဘူးညံပြညံမှာလည်းဣတရေရတယ်စိတ်ကလည်းသေဝတ်တယ်သူ့ခေါင်းဆောင်ဖြစ်တဲ့ဘုရားအတွက်လည်းဂုဏ်တက်မှာစိုးရိမ်နေကြည်စားနောက်လိုက်ကောင်းမှမပြီးဘူးလားခေါင်းဆောင်ကောင်းမှမပြီးဘူးလားဒါကြောင့်မလို့ if you want to be a good leader you must be a good follower ဒါပဲကဲအားလုံးကိုလောက်ပြောင်းသိခံနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်